ဖြစ်စဉ်ကတာတမန်ကျိုးပေါက်တာပေါ့ဒီလက်ရှိ20မိုင်းတိုင်း25မြေဆောင်3နေရာငကိုးတော့မြေကြောင်းဟောင်းကြီးဆိုတော့ဒီမြေကြောင်းဟောင်းပေါ်မှာဒီတာတမန်တက်ရေကာတာကိုလှုပ်ထားတာဖြစ်တဲ့အောက်မှာမြေသားတွေကဒါနှုံးဆန်တဲ့မြေသားတွေဖြစ်နှုံးဆန်တဲ့မြေသားတွေဖြစ်နေတဲ့အခါကျတော့တစ်ဖက်ကမြည်ရည်ကစိတ်ဝင်လာပြီးတော့အဲ့မှာထူပေါက်ပြီးတော့ဘောတာတမန်နေရေကြော်တဲ့ဖြစ်စဉ်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီလက်ရှိဖြစ်တဲ့ကျွန်တော်တို့ဖြစ်ပွားတဲ့နေရာရဲ့ပိတ်ဆို့နိုင်ဖို့ကျွန်တော်တို့တိုင်းဒေသကြီးအစိုးရဘက်ဝန်ကြီးချုပ်ဦးဆောင်ပြီးတော့သက်ဆိုင်ရာဌာနတွေကနေကြီးကြပ်ကုတ်ခဲ့ပြီးတော့ဆောင်ရွက်နေတယ်ဒါအပြင်မနေ့ကတော့ဆိုရင်နိုင်ငံတော်ဒုတိယသမ္မတကြီးဦးညိုစောကိုယ်တိုင်ဆင်းလာပြီးတော့ဒီရေကာတာဒီပြန်လဲပြီးတော့ဒီရေပူရမှုကိုပိတ်ဆို့ဟန်တာနိုင်နေတယ်ဒီကကြေးလုပ်ငန်းတွေနောက်ပြီးတော့ကျွန်တော်တို့ပြန်လဲထူထောင်ရေးလုပ်ငန်းတွေတိုင်းဒေသကြီးအစိုးရအဖွဲ့မှာအစည်းအဝေးတရက်ကျင်းပခဲ့ပါတယ်ပြည်ထောင်စုကလည်းဝန်ကြီးတွေပါလာတယ်ဒုဝန်ကြီးတွေဝန်ချုပ်တွေပါလာပြီးတိုင်းအဆင့်ကလည်းဒါဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ကျွန်တော်ဒေသခံကျွန်တော်ဒီမျက်နှာမှာဖြစ်တဲ့အတွက်ဒီမျက်နှာကိုယ်စားလှယ်အနေနဲ့ဒီအစည်းအဝေးမှာတက်ရောက်ခွင့်ရပြီးတော့တက်ရှိခဲ့ပါတယ်ဒီမှာဒုတိယသမ္မတကြီးလိုင်းညွန်ပြီးတော့သက်ဆိုင်ရာဌာနတွေကနေပြီးဆောင်ရွက်မယ့်အစီအမံတွေကအမတန်ကောင်းမွန်ပါတယ်ဒီပိတ်ဆို့ရေးနဲ့ကူညီကဲဆယ်ရေးတွေနောက်ပြီးတော့ပြန်လည်ထူထောင်ရေးတွေကိုဒါပလန်ချတဲ့အစီအဝေးလေးကိုမနေ့ကတိုင်းဒေသကြီးအစိုးရဖွဲ့ရုံးမှာဒါဆောင်ရွက်ပြီးဖြစ်ပါတယ်အဲ့ဒါလည်းဒီရက်ပိုင်းအတွင်းမှာပစ္စည်းတွေစုဆောင်းနေပါတယ်ပစ္စည်းတွေစုဆောင်းပြီးတော့အခုလုပ်မဲ့ဟာတွေကအထက်မြစ်မှာတရားကျိုးတို့ပြန်ပြီးတော့ဒါတရားပြန်လဲဆောက်ပြီးတော့ရတဲ့အတွေ့အကြုံတွေနဲ့ဒီပုံမှာပေါင်းဆက်ပြီးဒါတွေကိုကျွန်တော်တို့စတီးရှိပိုင်တွေရိုက်ပြီးတော့ဒီဟာကိုပိတ်ဆို့ပြီးတော့တားမှန်ဖြစ်ပါတယ်ဒါကလည်းရက်ပိုင်းလောက်နဲ့ပြီးတော့မှာပါအခုလက်ရှိပစ္စည်းတွေကိုစုဆောင်းပြီးတော့တည်ယူစုဆောင်းနေတာဖြစ်တယ်တည်ယူစုဆောင်းနေတာတွေဒါရက်ပိုင်းလေးပဲဖြစ်ပြီးတော့ဆောင်ရွက်မဲ့ဟာလည်းရက်ပိုင်းလေးတော့ပဲကြာမှဖြစ်တဲ့အတွက်မကြာမတင်မီအချိန်လေးမှာဒီပိတ်ဆို့တဲ့အစီအစဉ်ကိုပြီးဆုံးသွားမှာဖြစ်ပါတယ်